ချမ်းသာကြွယ်ဝတဲ့တထေးသားလေးဟာသူ့အတန်းထဲကဆင်းရဲတဲ့မိန်းကလေးတစ်ယောက်ကိုချစ်မိသွားပါတယ်။သူကဖွင့်ပြောဖို့ပြင်နေတုန်းမှာပဲတခြားကောင်လေးတစ်ယောက်ကဦးအောင်ဖွင့်ပြောလိုက်တာကိုကြုံလိုက်ရတယ်။ဒါပေမဲ့ကံကောင်းတာကအဲ့ဒီမိန်းကလေးဟာအခြေရထက်အလောက်ကင်ဆက်ဆံရေးကမှပိုပြီးခိုင်မြဲတယ်လို့ဆိုပြီးအဲ့ဒီကောင်လေးကိုညှင်းလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့တထေးသားလေးဟာသူ့ရဲ့ဖွင့်ပြောပုံဖွင့်ပြောနည်းကိုပြောင်းလဲဖို့ဆုံးဖြတ်လိုက်ပါတယ်။တနေ့မှာတော့အဲ့ဒီမိန်းကလေးဟာအစားအသောက်ပို့ဆောင်နေရင်တထေးသားလေးနဲ့သူ့ရဲ့မွေးစားညီမဖြစ်သူတို့စကားများနေတာကိုမြင်သွားပါတယ်။တန်းဖော်တွေကသူတို့နှစ်ဦးကိုငယ်ကလေးကဆိတ်ဆက်ထားသူတွေလို့ပြောခုတာကြောင့်မိန်းကလေးကသူတို့နှစ်ယောက်လမ်းခွဲနေကြတယ်လို့အထင်မှားသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲတထေးသားလေးကသူမကိုချင်းကပ်ပြီးမင်းကိုဒေါ်လာ2 သန်းပေးမယ်ငါ့ကိုလက်ထပ်မလားလို့ဖွင့်ပြောလိုက်ပါတယ်။မိန်းကလေးကတော့တထေးသားလေးဟာသူ့မွေးစားညီမကိုတဝင်တိုအောင်လုပ်နေတာလို့ထင်ပြီးကန့်လန့်ချက်ကိုသဘောတူလိုက်ပါတယ်။လက်ထပ်ပြီးတဲ့နောက်မှာမိန်းကလေးကအလောက်ကင်ဆက်ဆံရေးကိုပိုယုံကြည်တယ်လို့ပြောခဲ့ပူးတာကြောင့်တထေးသားလေးကသူမကိုတစ်လဒေါ်လာ3 သိန်းစီမိုးပိုးပေးပါတယ်။ဒီလိုငွေပေးထားရင်သူမဟာသူ့အနားမှာတစ်သက်လုံးရှိနေမယ်လို့သူကတွေးခဲ့တာပါ။ဒါပေမဲ့သူမမျှော်လင့်ထားတဲ့အရာတစ်ခုဖြစ်လာပါတယ်။အဲ့ဒါကတော့မိန်းကလေးဟာပတ်စံလုံလောက်အောင်စုမိတာနဲ့ပထမဆုံးလုပ်ချင်တဲ့အရာကကွာရှင်းဖို့ဖြစ်နေတာပါပဲ။အဲ့ဒီခါကျမှတထေးသားလေးကလက်မထက်ခင်ကချုပ်ဆိုထားတဲ့သဘောတူညီချက်ကိုထုတ်ပြလိုက်ပါတယ်။အဲ့ဒီထဲမှာအကယ်၍သူမဘက်ကကွာရှင်းခွင့်တောင်းဆိုပါကအိမ်အောင်တက်တန်အတွင်းရရှိခဲ့သမျှအရာအလုံးကိုပြန်ပေးရမည်လို့ရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်။ဒါကိုတေချာမဖတ်မိခဲ့တဲ့အတွက်သူမမှာနောက်တရသွားပြီးလောလောဆယ်တော့ကွာရှင်းမဲ့အစီအစဉ်ကိုလက်လျှော့လိုက်ရပါတယ်။သူမစိတ်ညစ်နေတော့မှပဲနိုင်ငံခြားမှာကြောင်းတက်နေတဲ့မွေးစားညီမအကြောင်းကိုသတိရသွားပါတယ်။ထိုမွေးစားညီမဟာတထေးသားလေးရဲ့ဦးဦးဖြားဖြားချစ်သူလို့သူမကအမြဲတမ်းအထင်မှားနေခဲ့တာပါ။ဒါကြောင့်အဲ့ဒီညီမလေးပြန်လာရင်တော့တထေးသားလေးကသူမကိုတေချာပေါက်ကွာရှင်းလိုက်မယ်လို့တွေးလိုက်ပါတယ်။သူမဟာအကြံတစ်ခုထုတ်ပြီးတထေးသားလေးတန်ဖိုးထားတဲ့မွေးစားညီမပေးထားတဲ့ဖန်ခွက်ကိုတမင်နှင်းခွဲကတပ်ပုံရိုက်ပြီးမွေးစားညီမစီပို့လိုက်ပါတယ်။ဒါကိုမြင်သွားတဲ့မွေးစားညီမဖြစ်သူကသူမကိုပညာပေးဖို့ချက်ချင်းပြန်လာပါတော့တယ်။မိန်းကလေးကတော့ဒီအိမ်အောင်ရေးအဆုံးတက်တော့မယ်ဆိုပြီးဝမ်းသာပီတိဖြစ်နေခဲ့တာပေါ့။နောက်တစ်နေ့မှာတော့လင်မယားနှစ်ယောက်စလုံးမွေးစားညီမပြန်လာတာကိုစောင့်ကြိုနေကြပါတယ်။ကားပေါ်ကဆင်းလာတာနဲ့မွေးစားညီမဟာသူထေးသားလေးစီပြေးလာတဲ့အခါသူကအလိုလိုနေရင်းနောက်ကိုခြေလန့်ဆုပ်လိုက်ပါတယ်။မိန်းကလေးကတော့ပြန်ဆုံတဲ့အချိန်ပထမဆုံးဖက်လက်တကင်းဖြစ်ဖို့ကအရန်ရေးကြည့်ရလို့တွေးပြီးတထေးသားလေးကိုရှေ့ရောက်အောင်တွန်းပို့လိုက်ပါတယ်။ဒါပေမဲ့အချိန်ပြင်းသွားတာကြောင့်တထေးသားလေးဟာလွတ်ထွက်သွားပြီးသူမကိုယ်တိုင်မွေးစားညီမရဲ့ရင်ခွင်ထဲကိုပြုတ်ကျသွားပါတော့တယ်။အခြေအနေကအတော်လေးအနေရခတ်သွားပြီးမွေးစားညီမကသူမကိုတွန်းထုတ်ကဘာလို့ဒီမှာရှိနေတာလဲလို့မေးပါတယ်။သူမမဖြေရသေးခင်မှာပဲအဖိုးကနင့်လိုမိန်းကလေးမျိုးကိုသူ့မြေးနဲ့လက်ထပ်တာဘယ်တော့မှလက်ခံမှာမဟုတ်ဘူး။တနေ့ကျရင်နင်ဒီအိမ်ကနှင်ထုတ်ခံရမှာပဲလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအဖိုးဖြစ်သူထွက်လာပါတယ်။အဖိုးဟာလည်းမွေးစားညီမရဲ့စကားကိုထောက်ခံပါတယ်။ဘာလို့လဲဆိုတော့သူကိုယ်တိုင်ကမြေးဖြစ်သူနဲ့မွေးစားမြင်းမလေးကိုစစ်ဆက်ပေးခဲ့တာဖြစ်ပြီးသူ့မြေးကဆင်းရဲတဲ့မိန်းကလေးတစ်ယောက်နဲ့ခိုးစားပြီးလက်ထပ်လိုက်မယ်လို့လုံးဝမထင်ထားခဲ့လို့ပါပဲ။အဖိုးဖြစ်သူကသူ့ဇနီးအပေါ်မလေးမစားဆက်ဆံတာကိုမြင်လိုက်ရတဲ့တထေးသားလေးဟာချက်ချင်းပဲသူမကိုခေါ်ပြီးအိမ်ကနေထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။အဖိုးဖြစ်သူကဒေါသတကြီးကြံရစ်ခဲ့ပြီးမွေးစားညီမကအဖိုးကိုအခန်းထဲလိုက်ပို့ပြီးနားခိုင်းလိုက်ရပါတယ်။အဲ့ဒီညမှာတော့မိန်းကလေးဟာသူထေးသားလေးနဲ့မွေးစားညီမကိုနီးစပ်စေချင်တာကြောင့်အခန်းနံပါတ်ပြားတွေကိုတမင်လဲလှယ်ထားလိုက်ပါတယ်။ပြီးနောက်သူမကအခန်းထဲဝင်ပြီးအိပ်ပျော်သွားပါတယ်။ဒါပေမဲ့မကြခင်မှာပဲအဖိုးဖြစ်သူကလည်းသူနဲ့အကြံတူပြီးအခန်းနံပါတ်ပြားတွေကိုမူလအတိုင်းပြန်လဲလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမွေးစားညီမဟာပြန်လာပြီးသူမအခန်းမဟုတ်ပဲတထေးသားလေးရဲ့အခန်းတကားကိုဖွင့်ဝင်သွားပါတယ်။အဲ့ရပေါ်မှာအိပ်နေတာမိန်းကလေးမှမသိပဲသူမဟာလှမ်းပြီးဖက်လိုက်ပါတော့တယ်